ကဲခုကတော့ Rainbow Water Fountain ကိုကြည့်ဖို့တော့စောင့်နေရပါဟုတ်ကျွန်တော်ပြောရလုံးက private ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် Icosea မှာည9နာရီ10နာရီ9နာရီတိုင်း Rainbow Water Fountain ဆိုတဲ့ရေပန်းပွဲကြီးလုပ်နေရပါခုကတော့ Rainbow Water Fountain ကိုပြင်ရပါတော့ပါနော်ကျင်းလာတော့ကြောက်ပြန်မျိုးကိုနောက်ခံထားပြီးစားလိုက်ပါတယ်7-Eleven ထွန်းမှုလိုက်ပါပြန်နောက်ကြလို့နောက်ဆုံးကားကိုစီးပြီးတော့အိမ်ပြန်ပါပြီ17နာရီ15လောက်ရှိပြီဘိုင်ဘိုင်